မင်္ဂလာပါရှင်ညီမတို့ Netflix POS နဲ့ညီမတို့ Data Software နဲ့အသုံးပြုတဲ့ပုံစံလေးကိုညီမရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါလေးရကြတော့ညီမတို့ Netflix POS ရဲ့ပေါ့နော် Jewel Screen နဲ့ညီမတို့ Data Software ရဲ့ Customer Display နဲ့ပေါ့နော်ပုံစံလေးကိုညီမတို့ပြသထားတာပဲဖြစ်ပါတယ်။ညီမတို့ Data Software ရဲ့ပေါ့နော် Customer Display အသုံးပြုတဲ့ feature အသေးစိတ်လေးကိုကြတော့ညီမတို့ကဗီဒီယိုလေးတက်တက်တစ်ခုတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ညီမတို့ရဲ့ customer display link လေးကိုပေါ့နော်ညီမတို့ဒီ video ရဲ့ description အောက်မှာညီမတို့ video link လေးတင်ပေးထားပါတယ်ရှင်ညီမတို့ software ရဲ့ customer display မှာဆိုလို့ရှိရင်ပေါ့နော်ညီမတို့ကအခုပြထားတဲ့ဒီလို design မျိုးမဟုတ်ဘဲနဲ့လူချင်းမင်းတို့စိတ်ကြိုက်ပေါ့နော်ပုံလေးတက်တက်ညီမတို့ဒီဘက်မှာ display တက်တက်ပေါ့နော်ဒီလိုမျိုးပြစင်နေဆိုလို့ရှိရင်လည်းဒီ video အသေးစိတ်မှာလေ့လာကြည့်ရှုပေးလို့ရပါတယ်ရှင်ဟုတ်ကဲ့ညီမတို့ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းညီမတို့ Data Software မှာကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးထဲမှာတော့ညီမတို့က Netflix POS hardware တက်ဆင်ပုံလေးကိုညီမတို့ပြသထားတာပဲဖြစ်ပါတယ်ရှင်။တက်ဆင်မယ်ဆိုရင်ကျတော့ဒါကရိုးရိုးပဲ single ပဲဆိုရင်သူကဒီမှာဒီအပြားနဲ့ပေါ့နော်။ပြီးရင်ဒီမှာ screw ၄လောင်းစုံမယ်ဒီ screw ၄လောင်းကတော့ဒီမှာ screw ရှင်းပြီးသားပေါ့နော်။အဲဒီလိုတက်လိုက်ရင်ရပြီပေါ့နော်။တက်ပြီးတော့ screw ဆောက်လိုက်ရင်ရပြီ။ Jewel screen တက်မယ်ဆိုရင်ကျတော့ဒီမှာသူဒီနေရာလေးဒီမှာအပြားလေးဆော့ချလိုက်ပေါ့နော်ဆိုလိုတာကတော့ဒီလေးဆော့ချလိုက်တယ်ဆော့ချပြီးတော့ဒီမှာအောက်မှာဒီမှာစကူလေးနှလုံးစုပ်ပေးရမှာပေါ့နော်ဒီမှာသူ့စကူပါပြီးသားအဲ့နှစ်ခုစုပ်လိုက်ပြီးတော့ဒါလေးပြန်ပြီးတော့အဖုံးပြန်ပေးလိုက်ရရပေါ့နော်အဲ့ဒါပေမဲ့ဒီတိတ်စီပုတ်လေးကကြတော့ဒီထဲမှာဒီနေရာလေးမှာတိတ်စီဒါလေးကသူကဒီမှာထိုးပေးရမှာနော်ထိုးပြီးတော့တေချာလေးကြက်လိုက်ရင်တော့ရပြီပေါ့